တာလီဇောပါတမကျန်းစာလာဇက်လန်ရှိတီပရောပရာခရွန်အစီအစဉ်ကပရန်ဘီကေပရိုဆိုပါရယ်ဒီနေ့ကျွန်တော်ပရောပရာချောင်းရဲဇက်လန်ဤဂေါစဉ်ကတော့ဟာလာဘန်ထံမယာဂုတ်တိတ်တဆိတ်ထောခေါ်ခရွန်ဆိုရယ်အကရောရာဖိတ်ပါရယ်ယာဂုတ်ရဲသူဝရိတေဖိတ်တဲ့လာဘန်ဤအိမ်မှာနေပေါင်း20ကရာအုပ်ထီတိတ်စာရှိနဲ့လောက်ကဲပြီးခါပါရယ်ရကလေးတော့လာဘန်ဆိုရယ်ယာဂုတ်ဤလောအခတိကိုကောက်ကောက်မုံမပြီးရှောင်းရအတွက်ကတော့အကရင်ပုံများစွာလေးစားခပါရယ်ဖရသခံဤကောက်ချီမင်္ဂလာကြောယာဂုတ်ဤသိုးနောတရိတ်ဆန်တီဆိုရယ်တိုးပေါ်လာတဲ့အခါမှာလာဘန်ဤသာတိကမနာလိုဖိပြီးကေယာဂုတ်ဆိုရယ်ငရိုးအဖိုင်ဥစ္စာရှိသမျှကိုလူယူလက်ခပြဲဆိုပြီးကေကရိခဲ့ပါတယ်ယာဂုတ်ဤဝရိဖိတ်တဲ့လာဘန်ကိုယ်တိုင်ကလည်းယာဂုတ်အပေါ်မှာအယံခပဲမျက်နှာသာမပြီးပါရရောင်းရှိမှာထာဝရဖရောကယာဂုတ်ကိုသာဘူဘေရူဤပြေတိုပရံပါငါသည်တာနာအတူရှိမယ်ဆိုပြီးကေမင်းတော်ပုံပါရယ်ယာဂုတ်ဆိုရဲသူဤဇနီးတေတီဖိတ်တဲ့ရာခေလနဲ့လေအာရူကိုကွန်ဘရောင်တစ်ခုကိုခေါ်ပြီးကေလာဘန်ဤမတရမူတီနဲ့ဖရာသခါဤစကားတော်ကိုပရောပရာဘရိကေသူမရတဲ့တီနဲ့တိုင်ပန်ပါရယ်မရတဲ့နှစ်ယောက်စလုံးကဖာခေါင်ဤအိမ်မှာမိမိတို့အတော်အမွေအနှိတ်မရှိရဖိတ်တဲ့အတွက်ကြောဖရာသခါမိန်တော်မူသမျှအတိတ်ပူပါဆိုပြီးကေယာဂုတ်ဤစကားကိုဝန်ခံလိုက်ခဲ့ပါရယ်ရပိုင်နဲ့လာဘန်ဆိုတဲ့ခရီဝေးတစ်ခုကိုလာနေရအရှိမှာယာဂုတ်ဆိုတဲ့အခွန်ကုတ်ကိုယူလိုက်ပါရယ်သူတွေလာဘန်ကိုလုံးဝအသိမပြီးပဲနဲ့သူနော်တရိတ်စန်တီရာရှိကာရစီဇင်ဥစ္စာတိနဲ့မင်းသားစုအလုံးကိုပြောင်းဆောင်ပါရယ်ရပိုင်နဲ့ယာဂုတ်ဆိုတဲ့တိတ်တဆိတ်ဝရိသေလာဘန်အင်္ဂါနေပြီးကေသူဤတိုက်ပေကိုခရီးဥတေထောလာခဲ့ပါရယ်လာဘန်ဆိုတဲ့ယာဂုတ်ထောပဒီလော့ဆိုကိုသိတဲ့အခါမှာအပရန်ထန်ဒေါ်တာထောပဒီကေသူဤဆွေမျိုးတိကိုခေါ်ပြီးကေယာဂုတ်နောက်ကိုမနာတန်လိုက်ခဲ့ပါရယ်နောက်ဆုံးမှာဂိလက်တောင်ထမယာဂုတ်ကိုမင်လာပါရယ်ရောင်းညမှာဖရောသခေါင်ဆိုရဲလာဘန်ဤအိမ်မက်သေးမှာထောင်လျှောက်ပြီးကေတောင်းရဲယာဂုတ်ကိုကောက်ဒီဖရိစီဆိုဒီဖရိစီတခုလေးမပရောကေဆိုပြီးကေဖရောသခေါင်တတိပီတာမရိတ်ပါရယ်မိုးလောင်းရအခါမှာလာဘန်ဆိုရဲယာဂုတ်ကိုရောင်စယောင်းနဲ့တောင်းရဲငါကိုမပရောပင်းနဲ့ငါသမီးတီကိုသုံးပန်းတိပဲဇာကရောခိုးယူခါဆိုလေဒီကောင်ဒီဆိုပြီးကေစောတီပြီးကေနှုတ်စာခွန်အခွန်ကိုမပြီးပင်းနဲ့တတိတ်ရှိဇာဖရိလို့ဘရီယာဆိုလေဆိုပြီးကေအပရိတ်တောင်ပါရယ်နောက်ဆုံးမှာလာဘန်ဆိုရဲဖရောတခေါင်ဤတာမရိရှကရောယာဂုတ်ကိုရမ်မမုံဘေးနဲ့မရင်းရှန်ရီစာရှုပ်ဖို့ကန်လန်းပါရယ်လာဘန်နဲ့ယာဂုတ်တို့ဆိုရဲကြောက်ခေတီကိုစုပုံဘရိကေမိတ်တဟာယအထင်းမဲ့အဖရိမတ်တဲ့စိတ်ထူကပ်ပြီးကေရန်နေတာကိုမင်းစပါဆိုပြီးကေသမုတ်ကပ်ပါရယ်နောက်တနေ့မိုးသားတော့တဲ့အခါမှာလာဘန်ဆိုရဲသူဤသမင်းတီနဲ့မင်းတီကိုနန်းရှိတ်ကောက်ကြည့်ပြီးပနာသူဤဇာတိမရုကိုပြန်လောက်ခဲ့ပါရယ်ယာကုတ်ဆိုလေလိန်လေလစ်ဇောခရွန်ကဒီကဝတီကိုဖြာခရွန်မိမိလောအခတိကိုဂေါပုံဖရခရွန်တန်တရာရှိရအရက်ကလွမ်ရောက်ပနာဖရာသခေါင်ကဒီပိထားတဲ့သူဤမွင်းရမ်ရီတို့ဘေးကောင်းစောနဲ့ခရီးဆာလာပါရယ်ဒီအရာကယာကုတ်ဆိုရဲသူဤဝရိသေးလေးဖိတ်တဲ့တနည်းအဖရရောက်ခမလေးတော်ဆရီလာဘန်ဘကတဒင်းချီထောပြီးအကရောရာကိုပရောပရာလော့ဆိုဖိတ်ပါရယ်အဆုံးထိအောင်နားထောင်ပြီးတော့ကျေးဇူးတောင်းပါရယ်